ကျမတော့သားလေးမောင်ကျော်စင်ဟင်းရဲ့မိမိပါရှင်ကျမသားလေးကကြောက်ကမကောင်းတော့ဆံပြဆေးရုံမှာတွားပြတဲ့အချိန်မှာဆရာကြီးတွေကပါရမီဆေးရုံမှာကြောက်ကဆေးဖို့ညွှန်ကြားခဲ့ပါတယ်ပါရမီဆေးရုံမှာသားလေးကို2019ခုနှစ်10လပိုင်း9ရက်နေ့ကနေစပြီးကြောက်ကဆဆေးခဲ့တာပါအခုဆိုရင်4နှစ်နဲ့5လရှိသွားပါပြီဒီကြောက်ကဆပြီးဆေးတဲ့အချိန်မှာတော့အဆင်ပြေပါမလားဆိုပြီးစိတ်ပူခဲ့တာရှိရပေါ့နော်ဒါပေမဲ့ပါမီစင်းရောဆရာမတွေရဲ့နှွေးထွေးမှုတွေဂရုစိုက်မှုတွေကြောင့်ဆက်ရအဆင်ပြေပြီးတော့ဒီမှာလဲသားလေးကကြောက်ကဆေးဖြစ်နေတာပါမိသားစုလိုတောင်ဖြစ်နေပါပြီသားလေးကလည်းဒီမှာကုသရတာကိုပြောနေပါပြီဒါကြောင့်မို့လို့ပါရမီစင်းရုံကြီးကိုသားလေးနဲ့အတူတူကျမတို့မိသားစုတူစုတော်ဝိုင်းကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်သားလေးလိုပဲကြောက်ကဆေးနေရတဲ့လူနာတွေပြပြချင်တာကပါရမီဆေးရုံမှာကြောက်ကယောဂအထူးကုတွေလည်းရှိသလိုကြောက်ကဆေးရဲ့ဌာနကလည်းအကုန်အဆင်ပြေတယ်ဆရာဝန်ဆရာမတူနာပြုတွေအားလုံးကလည်းတအားကိုနှွေးထွေးတယ်ပေါ့နော်ဒါကြောင့်မို့လို့စိတ်ချမ်းသာနဲ့လာရောက်ကုသမှုခံယူလို့ရပါတယ်ဆိုတဲ့အကြောင်းလည်းကျွန်မပြပြချင်ပါတယ်